ဝေလီဝေလင်းတိုက်ပွဲဟေမန္တကာလမနက်စောစောဖြစ်လို့မြူပပဝေနေတာကြောင့်မို့လို့အဝေးမှာရှိတဲ့ရန်သူတွေလှုပ်ရှားမှုကိုမမြင်ရနိုင်ဒီလိုမျိုးချင်းတွေရစီဖို့တမင်ရွေခဲ့ကြတာမဟုတ်ပေမဲ့မိုးဆဲလီတာဓာတ်နဲ့အောက်ပြည်ကိုဆင်းလာကုန်တဲ့မြန်မာတပ်တွေအဖို့ကတော့တပန်းသာသွားစီတဲ့အချိန်ကပဲမြင်းရည်တန်းခြေကျင်တက်တွေရွေရလာနေကြတဲ့တန်းပြောင်းတဲ့ပြစ်ပေါက်တန်းအဲ့ဒီနောက်ထားသမျှတဲ့တိုက်ပွဲအော်တန်တွေကအနောက်မှာရှိတဲ့အသစ်ပြင်ဆင်ထားကြတဲ့မွန်တပ်သားတွေစီကိုမြူတုကိုလွန်မြောက်ပြီးမြောက်လီပြန်တဲ့သူပါလာကြတယ်သူကတနတ်တင်ကိုတင်းတင်းဆုပ်လို့စိတ်ကိုတည်ငြိမ်စေဖို့ထိမ့်သိမ့်နေတယ်ဘလို့ပြစ်မယ်ဘလို့ပြုတ်မယ်လို့လေဂျိုတင်တွေးတော့နေမိတယ်သူတို့တနတ်သားတွေအဖို့ပြစ်ပြီးတာနဲ့နောက်တစ်ချက်မပြစ်နိုင်မီအထိအသုံးမဝင်တော့တဲ့လူပူတယောက်လိုဖြစ်သွားတတ်တယ်ဒီတော့ထဲမှာအသက်ကိုတံမိုးမထားတဲ့သူတွေအပြည့်ဝင်ရောက်လာခဲ့ကြရင်မိတို့မိဘရင်ဆိုင်ရမယ်ဆိုတာကိုသူ့ရဲ့ဘူရီကမှာကြားစီစဉ်ထားခြင်းမရှိကိုထွက်လန်းကိုရှားမှဖြစ်တဲ့အကြောင်းအတွေ့အကြုံရသူသိခဲ့ရပြီးပြီအခုလည်းတွေးလို့မှမဆုံးသေးဖြေးလေးစွာနဲ့ဝေဝဲနေခဲ့တဲ့မြူတူကအရှိန်နဲ့မှွေသွားပြီးတော့မှရန်သူမြင်းစည်းလက်ခနဲ့ဖြတ်သွားတာကိုမြင်လိုက်ရတယ်ဟောတိုက်ပွဲတန်ကမနီးလာပြီမဲ့လင်းလင်းမြင်ရောက်လာခဲ့တဲ့ရန်သူကိုသူတို့တက်စုကလူတွေအာမေတိတန်နဲ့အတူတနတ်တွေနဲ့ထိုးချိန်လိုက်ကြသေးတယ်ဒါပေမဲ့ပြစ်ခတ်ချိန်မရလိုက်အကြားလက်မရှိသောမြင်းခွာတဲ့နဲ့မြင်းရဲ့ပုံရိပ်ကပင်သက်တရှိုက်စာအတွင်းမြူချားကိုတိုးဝင်ပြောက်ွယ်သွားခြင်းကြောင့်ဖြစ်ပါတယ်တနတ်ဘုံကရှေ့ကိုတက်လာရင်သူ့ဘေးကိုအရောက်တနတ်တွေအဲ့ဒီဘက်ကိုအသင့်ချိန်တာပြန်ပေါ်လာတဲ့မြင်းပေါ်ကလူကိုရအောင်ဝိုင်းပစ်တစေးမဟုတ်တစေးတော့မှန်ပါပဲပြစ်ပြီးတာနဲ့ကြောင်ငင်းမနေချနဲ့ဘူးချက်ချင်းကြည်တိုးရန်တို့ထားကြအဲ့ဒီလိုအမိတ်ပေးလာတယ်ရှေ့ကိုခက်စောဆောင်ထောင်ထားကြတဲ့တနတ်တွေကမြင်းပြေးသွားဘက်စီမန်းစားလို့ချိန်ရွယ်ထားတယ်ဒါပေမဲ့မြင်းခွာတဲ့နေစိတ်စိတ်ကြားလာရသည်ကမြင်းပေါ်လာခဲ့တဲ့အရက်မျက်နှာကဖြစ်နေတယ်ဘိုးကအဲ့ဒီရက်စီလည်းညွန့်ညွန့်လို့ဟိုဘက်ကထက်လာနေတယ်မြင်းတီတအုပ်ပဲအဲ့ဒီဘက်ကိုချိန်ဟေးမင်းတို့ညပဲဒီဘက်ကိုအာရုံစိုက်ထားကြဟာလားဒီလိုမျိုးသူကလှည့်ပြောတယ်သူကခေါင်းကြီးပြပြီးတော့မိမိတို့တက်အနောက်ဘက်ပြေးဝင်သွားခဲ့တဲ့မြင်းကိုသာပြုတ်ခတ်ဖို့အာယုံစုစည်းထားလိုက်တယ်သို့တော်လည်းသူ့စိတ်တွေမတည်ငြိမ်တော့ဘူးမြင်းမင်းကိုပိတ်စီးထားတဲ့မြူရီရဲ့တစ်ဖက်မှာအရေးတွေကိုမြင်နေရပြီရန်သူမြင်းတဲ့တစ်ခုပြကြောင်ထင်ရှားတယ်ပြစ်ခတ်ရနိုင်ပြီမဲ့တိုက်ခိုက်နေတဲ့မိမိတို့လူတွေကိုထိခိုက်နိုင်တယ်လို့သူတွေးနေကဘူကအမိတ်ပေးလိုက်ပြီပြစ်မြင်းနေအပေါ်ပိုင်းကိုချိန်ပြစ်ကြဒူးတော့ထိုင်နေကြသူတွေစီကပြစ်ခတ်တဲ့နေထွက်လာပြီးတာနဲ့အနောက်ကရန်နေသူတွေကရှေ့ကိုနေရာဝင်ယူဒူးတော့ထားလိုက်ကြပြန်တယ်ပြစ်ခတ်ပြီးသူတွေကရန်အိတ်တွေကိုချက်ချင်းဖြီးပြီးတော့မှတနက်ထဲကိုထဲကိုပြင်ကြရတယ်အဲ့ဒီအခိုင်မှာသူထထင်းနေဖြစ်နေခဲ့တယ်လို့ပဲတစည်းတဲ့သောမြင်းကတနက်တန်ချာဘက်ကိုပြေးလာနေကြောင်းသိလိုက်ရပါတယ်မြင်းခွန်တန်တွေကဆက်နေတယ်သူနှစ်ဘေးကသွေးတောက်ရဲပေါ်ဦးစားဘက်ကတနက်မောင်းကိုကွေးညစ်ဖို့လက်တဆဆဖြစ်နေတာကိုလည်းတွေ့မြင်နေရတယ်အလင်းရောင်ထဲမှာပေါ်လာတဲ့မြင်းကြီးကခုံပေါက်ဝင်လာတော့ဦးစားဘက်ကပြစ်လိုက်တဲ့ကြီးစီကလွဲချော်သွားလိမ့်မှာဖြစ်တယ်ဆိုတာသူသတိထားလိုက်မိတယ်ညစ်လူဆဲဆဲတနက်မောင်းကိုတင်းသွားစေတဲ့အသည့်တစ်ခုကတပြိုင်နက်တည်းမှာသူရလိုက်တယ်ပြစ်ပါတော့လားနဘေးကစိုးရိမ်တကြီးနဲ့အော်ဟဲလိုက်တဲ့တနက်ဘူးရဲ့အတန်ကမိမိတိုးလျာသွားပြီးတော့မှရမန်နီးကမြင်ခွေးသာသူကောင်းနဲ့လှည့်ပြတ်သူရောက်လာခဲ့တယ်မြင်းသည်ရေမြေပုံတစ်ခုအခုလက်တော်ဖြစ်ပွားနေတဲ့တိုက်ပွဲကိုခဏမိပြီးသူစိတ်တွေကမနေ့ကထိတွေ့ခဲ့တဲ့တိုက်ပွဲနောက်ပိုင်းကာလကိုပြန်ရောက်သွားပါတယ်ယနေ့ထက်တဲ့တွေးဆုံမှုမတိုင်မီမနေ့ကမြန်မာတို့နဲ့တိုက်ပွဲကြီးတစ်ပွဲနှွှဲခဲ့ရတယ်မြန်မာတို့ကမိမိတို့ကိုအခုလိုမကတ်နိုင်ခဲ့မြင်းတွေကလည်းတက်ရှိပြေးလွှားနေခဲ့ကြတယ်အဲဒီနောက်မိမိတို့တက်ကိုမထိုးပေါက်နိုင်တဲ့အတွက်ဘေးဘက်ကိုဖယ်ခွာသွားကြရတယ်မြန်မာတပ်တွေအကြောင်းမလားလို့သိန်းရုပ်ဆုတ်ခွာသွားကြရင်တက်ချီကြွားကိုလိုက်ထပ်ဖို့ဘုံမင်းနဲ့အမိတ်ပေးတာကြောင့်သူတို့စစ်သည်တွေကအဆူအစီးနဲ့တရကားကထွက်ပြီးပြေးတဲ့နောက်ကိုလိုက်ခဲ့ကြပါတယ်ဒါပေမဲ့မြန်မာတွေကစင်နာလာသည်မဟုတ်လို့တပ်တွင်းကထွက်လိုက်လာသူတွေကိုစီးကန်တိုက်ခိုက်ကြပြန်တယ်တပ်ပြမဖြစ်ပွားတဲ့တိုက်ပွဲမို့လို့အင်အားတက်ရှိနေပြီးပြန်ကျဲနေတဲ့မြန်မာတွေကတိုင်းမိတ်ပေးလိုက်တာနဲ့ပြန်လည်ဆူယုံလာကြတယ်ဒီကတပ်တွင်းကစစ်ကူထွက်ပြီးသူတို့ကိုပြန်သိမ်းရတယ်မြန်မာတပ်သားတွေကရသလောက်ယူမဲ့ဟန်နဲ့ဖိလိုက်ကြတယ်ဒါလန်တိုင်းကသမားများဖို့မထောင်းသာလာပြီးမဲ့သူတို့တနက်သမားတွေကတော့ပြည့်နဲ့ဆုပ်ရတဲ့အတွက်မြန်မာတို့အနီးကိုရောက်တဲ့ကလွတ်ရပြေးကြရတယ်ဒီလိုပြေးရတဲ့သူလည်းပါခဲ့တယ်ထားမှုလိုက်လာသူတို့ကိုပြစ်ချခဲ့ပြီးတဲ့နောက်ရဟန်းတော်ပြန်မလို့နိုင်မဲနဲ့တနက်ရှိကြီးဆုပ်လို့ဓာတ်တော်လွတ်အောင်ကိုလို့ခွာခဲ့ရတော့ဓာတ်ကင်လိုက်လာသူကအတော်ဦးဝေးထိပါလာပါသေးတယ်မိရင်သေးပွေရတာရှိတော့ခြေကုံတို့ပြေးခဲ့ရတယ်မျက်ကြည့်ပြတ်သွားတဲ့ကတောငယ်တစ်ခုအတွင်းကိုရောက်နေပြီအဲ့ဒီအခါမှာသူသတိထားလိုက်မိတယ်သူရောက်ရှိနေရမြေကွက်လက်ကလေးကိုဝိုင်းပတ်ထားတဲ့ကုန်းမှုနဲ့အပင်ကြီးအောက်မှာမြန်မာမြင်းတီတစုကတိတ်ဆိတ်စွာနဲ့အနားယူနေကြတယ်မော်ကြီးပန်းကြီးတယောက်တည်းရောက်လာတဲ့သူကိုဝိုင်းကြည့်နေကြတယ်သူထိတ်လန့်သွားတယ်မြန်မာမြင်းတအုပ်ဆုတ်သွားသည့်ဘက်ကိုပြေးလာခဲ့မိတာဖြစ်တယ်ဆိုတာအခုမှအသိဝင်လာတယ်ဒါပေမဲ့ဝိုင်းကြည့်နေကြသူတွေကမလုံမရှားပဲနဲ့ပြုံးစစ်စစ်ရှိနေကြတယ်တချူးချူးနဲ့ရန်လုံနေရန်ပေါ်တဲ့မြင်းကြီးတစ်ကောင်ရဲ့ဇက်ကျူးကိုဆွဲထားတဲ့စစ်သည်တူကပြုံးလို့တစောတစ်ခုပြောလိုက်ပါတယ်သူနားမလဲတနက်ကိုသာတင်းတင်းဆုပ်လို့အပန်းခံရတော့မှဖြစ်တဲ့အကြောင်းတွေးပြီးတုံ့လုံနေမိပါတယ်ရဲစလာတဲ့မြန်မာတို့ကအခုမသက်ပဲဖမ်းခေါ်သွားရင်တော့မှမိုးမချုပ်မီစံနမူနာအဖြစ်ကားစင်တင်လိုက်မယ်ဆိုတာနားလည်နေချိန်လူတအုပ်ကရေတကောင်းတစ်ခုကိုမြင်းကြီးရှင်စီကိုကမ်းပေးလိုက်တော့မြင်းကြီးဆွဲထားသူကရေတကောင်းကိုယူပြီးသူ့စီကိုလာနေတယ်အဲဒီနောက်ကပ်ပြုံးနဲ့ရော့ရေတောက်လိုက်စကားပြောတယ်နားမလဲပြီးမဲ့ရေပေးနေတာဖြစ်ကြောင်းသိလို့မယုံမြဲနဲ့လှမ်းယူလိုက်တယ်အခုမှမိမိကိုအလွန်ရေငတ်ပြီးတော့မှအာကောင်တွေချောက်ကပ်ပြီးမောဟနေကြောင်းသတိပြုမိတော့တယ်သူကတောက်ပြီးတဲ့နောက်မြန်မာစစ်သည်စီရေတကောင်းကိုပြန်ပေးလိုက်တယ်
စစ်တီကနောက်ပြန်လှည့်သွားလို့ဘိုင်ရှင်တန်ပစ်ပေးလိုက်တယ်အခြားသူတွေအားလုံးထိုင်ရာကမထလှုပ်ရှားကြခြင်းလည်းမရှိသို့တော်ဒုရှိတွေဓာတ်တွေကိုကန်ဆောင်ထားကြပြီးတော့မှအသင်အနေထားရှိကြတယ်ဘယ်သူမှလာမပန်းစီမတုံနောက်တဲ့အတွက်သူအံ့ဩနေမိတယ်ဘာဆက်လုပ်ရမယ်မသိဘဲနဲ့ကြောင်ဟန်ဖြစ်နေတာကိုရှင်းမိသွားအတူတဲ့ရေပေးသူကပဲထိုင်မဲ့ပြင်ပြီးမှသူ့စီကိုပြန်လျှောက်လာပြီးသူ့ရင်ဘက်ကိုနှစ်ချက်ပေါပေါပုတ်တယ်ကြောက်ခဲတစ်လုံးကိုကောက်ပြီးမြေမှာချလိုက်ပါတယ်အဲဒီနောက်ဘက်ကိုလည်းညွန့်ညွန့်ပြလို့ဝါတို့ရှင်တဲ့မြေပေါ်မှာမြင်းတစ်ချောင်းချစ်တယ်အဲ့ဒီမြင်းကအနောက်ကိုဦးတီရေးဆွဲနေရကတပြည့်ပြည့်ဝိုက်သွားပြီးတော့မှတောင်ဘက်ကိုကွေ့သွားတယ်တောင်ဘက်ကို2000လောက်ချစ်ပြီးတဲ့နောက်ခဏရက်ပြီးအဲ့ဒီမြင်းနဲ့အပြိုင်အတွန်း4ခုလောက်ရေးဆွဲပြပြန်တယ်ပြီးတဲ့ကလမ်းမြင်နေရတဲ့တောင်စင်တန်းကိုလက်ညွန့်ညွန့်ပြတယ်ဒီကသူသဘောပေါက်လိုက်တယ်မိမိကိုရန်သူလွတ်တဲ့တောင်ကြီးဘက်ကိုသွားခိုင်းနေခြင်းပဲသူကနားလေချောင်းခေါင်းကြီးပြလိုက်တဲ့အခါမြန်မာတပ်သားကပြုံးပြပြီးရက်ထားတဲ့မြင်းချောင်းကိုအရှင်းပြဘက်ကိုတစ်ထွာလောက်ဆက်ဆွဲလိုက်လို့အစုံးမှာ၄တောင်ခွက်၃ခွက်ကိုပြေးဆွဲလိုက်တော့တယ်မိမိကိုမဖမ်းတဲ့အတွက်အံ့ဩနေကြရတဲ့အံ့ဩခြင်းကအခုထပ်ပြီးပါဇက်အဟောင်းသားအံ့အားသင့်သွားတာကိုမိမထင်အဲ့ဒီသူကမိမိတို့တက်ပြင်ထားတဲ့ကိုနေရာပုံစံနဲ့တကွလမ်းကြောင်းတွေကိုတော့မှသိထားသူပါလားလို့မျက်လုံးပြူပြီးကြည့်နေမိတယ်စစ်တီကတော့သူသဘောမပေါက်သေးဘူးလို့ထင်လို့အမူအရာနဲ့ထပ်ပြနေသေးတယ်သူရဲ့ကိုယ်အလှူရှားပုံကစီရနာပြည့်နဲ့ပြသနေတာဖြစ်တယ်ဆိုတာကသိတာထင်ရှားလာတယ်သူငေးကြောင်နေခိုင်မှာမြန်မာမြင်းတီတပ်သားကမြင်းကြီးကရေကောင်းလာကိုဖြုတ်ယူခဲ့ပြီးသူ့ကိုကမ်းပြီးလို့နှုတ်ဆက်နေပါတယ်ရုတ်တရက်သူကထိုင်ပြီးရှုပ်ခိုးဖို့လက်အုပ်ချလိုက်တော့အလင်းမြန်ဖမ်းဆွဲလိုက်ပြီးအနောက်ဘက်ကသာတွန်းပို့နေတယ်အခြားမြင်းတီတွေစီကရေတံချိုးထွက်လာပါတယ်သူတို့ကကျန်သူတို့ကိုမြင်ရတဲ့ဒေါသမထွက်ဝိုင်းဝန်းအနိုင်ကျင့်တပ်ပြတ်ခြင်းမျိုးမလုပ်ကြတဲ့အပြင်စိတ်ရင်းစေရနာနဲ့ကူညီလိုက်ကြပါသေးတယ်ဆယ်အတွင်းမှာပြုံးရွှင်ရှိမောနေတဲ့မျက်နှာတွေကအကြီးတန်းမနေဘဲနဲ့နှိမ့်လိုဝဲဖြစ်နေပါတယ်သူကဒုံဆိုင်လာနေတဲ့မြင်းတီကိုပြစ်ခတ်ရမယ်အစားခါမှထိထားတဲ့ရေတကောင်းကိုရောင်ရမ်းငုံကြည့်လိုက်မိတယ်ဒီနောက်မှာပြုံးနေတဲ့မြင်းတီရဲ့မျက်နှာကိုအခုတပံထပ်ပြီးတော့မှမြင်ရလိမ့်မလားလို့မြင်းမော်ကိုမော့ကြည့်တယ်မြင်းနဲ့အတူပဲအလွန်လင်းမြန်စွာသောထားဦးကသူ့လေကိုပုတ်သက်သွားပြီးပူကနေခံစားလိုက်ရတယ်အဲဒီနောက်မှာလဲလဲနဲ့ရှောက်ဆူဆွဲသွားတဲ့အထီးတွေကိုသူသိလိုက်ရတယ်မြင်လို့တဲ့မျက်နှာကိုတော့မမြင်လိုက်ရတနမောင်းကိုရောင်ပြီးဆွဲလိုက်မိတာကြောင့်ကြီးစည်းကကောင်းကင်ကိုလွင့်တက်သွားပြီလိမ့်မယ်နဘေးကိုလဲပြုတ်မသွားမီအချိန်လေးတွင်သူ့ကိုခုတ်သွားခဲ့တဲ့မြင်းတီကိုရန်သူတယောက်ဖြစ်တွေးကြည့်လိုက်သေးတယ်သို့တော်လည်းအဲ့ဒီရန်သူကရန်သူလိုနေသူမဟုတ်ဘဲနဲ့မိတ်ဆွေရင်းမပမာပြုံးပြနေတာကိုသာမြင်အောင်နေရတယ်ခါကရေတကောင်းငယ်ကတော့အပေါ်ကသူ့ကိုလီးချင်ရောက်ခွဲအပ်သွားခဲ့ပြီ